တရားဟောဖို့စီစဉ်ပြီးမှဒီအချက်ကြောင့်တရားဟောခွင့်မရတော့တဲ့ကိုရင်လေးရှင်ဦးတမတာရောအားလုံးပဲမင်္ဂလာပါဘင်းအောင် page လေးကနေကြိုဆိုလိုက်ပါတယ်ကိုရင်လေးရှင်ဦးတမတာရောကတရားဟောကောင်းတယ်လို့ချစ်ဖို့ကောင်းတဲ့ပုံစံလေးတွေကြောင့်ပြည်ရင်းမှာတာမကပြည်ပကတကာတကာမတွေပါတက်တက်လို့အားပေးကြတဲ့ကိုရင်လေးဖြစ်ပါတယ်ကိုရင်လေးရဲ့တရားပွဲမှာတရားနာသူတွေများပြားပြီးအတန်ထားနေဟောတက်လို့ဒီပွဲကိုစောင့်မျှော်နေကြတာပါဒီအပိုင်းပဲခူးမြို့မှာကျင်းပမယ့်ကိုရင်လေးရှင်ဦးတမတာရောရဲ့တရားပွဲတစ်ခုကမမျှော်လင့်မဲဖြတ်သိမ်းလိုက်ရတဲ့သတင်းကပရိသတ်တွေကိုစိတ်မကောင်းဖြစ်စေခဲ့တာပါပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့ကပဲခူးမြို့ကလျာဏီရက်ကွက်တီရီရှင်မြတ်တပိတ်စေတီတော်မြတ်ကြီးရဲ့46ချိန်မြောက်ဗုဒ္ဓပူဇနီယပွဲမှာကိုရင်လေးရှင်ဦးတမတာရောကိုတရားဟောဖို့စီစဉ်ထားခဲ့ကြတာပါကိုရင်လေးလာမယ်ဆိုတဲ့သတင်းကြောင့်ပဲခူးကပရိသတ်တွေတရားနာကျင်ကြတဲ့သူတွေကအရန်ကိုမျှော်လင့်နေခဲ့ကြတဲ့ရှင်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲတရားပွဲစကန်တဲ့အချိန်မှာဟောပြောခွင့်ပိတ်ပင်ခံလိုက်ရတဲ့အတွက်ပရိသတ်တွေကအံ့ဩခဲ့ရပါတယ်ကိုရင်လေးတရားဟောခွင့်အပိတ်ခံလိုက်ရတဲ့အဓိကအကြောင်းရင်းကတော့တန်ခါနာယကအဖွဲ့ရဲ့စီမင်းစည်းကမ်းတွေနဲ့မကိုက်ညီတာကြောင့်ဖြစ်ပါတယ်ဓမ္မစရိယစာမှုပွဲမအောင်သေးတဲ့ရဟန်းတန်ခါတော်တွေကိုနယ်လှည့်တရားဟောခွင့်မပြုဘူးဆိုတာစီကံချက်ထုတ်ထားပါတယ်ကိုရင်လေးရှင်ဓမ္မတာရကပါရမီအရသာတရားဟောတတ်ပေမဲ့လည်းအသက်အရွယ်ရတော့၎င်းပညာသင်ကြားဆဲကာလဖြစ်တာကြောင့်တော့၎င်းဓမ္မစရိယမအောင်မြင်သေးတဲ့အတွက်အခုလိုသတ်မှတ်စီကံချက်ထုတ်ပြန်ထားမှုနဲ့ညီစွန်းသွားတာဖြစ်နိုင်ပါတယ်ကိုရင်လေးဟာဆယ်ကျော်သက်အရွယ်လေးသာရှိသေးလို့မကြာခဏတရားပွဲပိတ်ပင်ခံရတာကိုစိတ်မကောင်းဖြစ်သွားမှလည်းစိုးရင်ကြတာပါပွဲစီစဉ်တဲ့တကာမတွေဘက်ကလည်းစိတ်မကောင်းဖြစ်သွားပြီးကိုရင်လေးကိုတွေ့ဖို့စောင့်နေကြပါတယ်သူပင့်ချင်လို့ကြိုးစီစဉ်ထားပေမဲ့ရန်နီးမှတားပြင်းစာရောက်လာလို့ချက်ချင်းပြောင်းလိုက်ရတာပါဘလို့မှခွင့်ပြုချက်မရတော့တဲ့အစုံအစီအစဉ်ကိုပြောင်းလိုက်ရပါတယ်ကိုရင်လေးမကြွဖြစ်တော့ပေမဲ့အခြားဆရာတော်တစ်ပါးကတရားဟောပေးခဲ့တာပါကိုရင်လေးဟာပြည်ရင်းမှာတာမကပြည်ပနိုင်ငံတွေကိုပါသာသနာပြုခီးစဉ်တွေထွက်လေးရှိတာပါကိုရင်လေးဖြစ်ပေမဲ့လည်းကိုပိုင်ចောင်းဆောင်တဲ့သတင်းသုံးနိုင်တဲ့အထိလက်လာပါတွေကလည်းပေါများပါတယ်ရှင်ခုလိုတားမြစ်ခံရတာကစီကံပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့်သာဖြစ်ပြီးကိုရင်လေးရဲ့သာသနာပြုစိတ်ဓာတ်နဲ့စူးစမ်းမှုကတော့ရော့သွားမှာမဟုတ်ပါဘူးနော်ကိုရင်လေးဟာအသက်အရွယ်ငယ်သေးပေမဲ့ဟောပြောမှုစွမ်းရည်ထက်မြက်ကြတာကိုတော့အသိမှတ်ပြုရမှာပါကိုရင်လေးကအခုမှတရားဟောခွင့်အပိတ်ခံရတာမဟုတ်ဘဲအရင်ကလည်း2ကြိမ်တောင်တရားဟောခွင့်အပိတ်ခံခဲ့ရပူပါတယ်ပြည်ရင်းကတရားပွဲတစ်ခုမှလည်းတရားမဟောခဲ့ရသလိုထိုင်းမှာလည်းတရားဟောခွင့်အပိတ်ခံခဲ့ရတာကိုကြုံခဲ့ရတာပါသတိပေးစာတွေထုတ်ပေမဲ့လည်းကိုရင်လေးရဲ့တရားပွဲစီစဉ်သူတွေကတော့ပြန်လည်လက်ခံပြီးတရားပွဲကိုကျင်းပပေးခဲ့တာပါဒါကြောင့်ကိုရင်လေးကတော့ဟောကန်ဒီမှာပြန်သွားခဲ့ရတာ3ချိန်တောင်ရှိသွားခဲ့ပါပြီရှင်ကိုရင်လေးဟာတရားဟောဖို့အတွက်ပညာတွေတရားဓမ္မတွေမပြည့်စုံသေးတာကြောင့်တရားမဟောဖို့သာသနာရေးဌာနကနေအုပ်ထိန်းသူတွေထံကိုစာပို့ထားပါတယ်ကိုရင်လေးကငယ်ရွယ်စဉ်မှာစာမတင်စာမတက်ဖဲတရားဟောမယ်ဆိုရင်အမားတွေပါဝင်နိုင်တာကြောင့်တရားပွဲတွေကိုလက်မခံဖို့ပြောခံရပူပါတယ်ကိုရင်လေးရဲ့တရားပွဲတွေရနာခံရတာနဲ့ပတ်သက်ပြီးတချို့တကာမတွေကတော့စိတ်မကောင်းကြဘူးရှင်ကိုရင်လေးကလူသိများလာတာကြောင့်တရားပွဲတွေရနာတော့အောင်တမင်လုပ်တယ်လို့ဝေဖန်နေကြပါတယ်ကိုရင်လေးကတော့အသက်16နှစ်ရှိပြီဖြစ်ပြီးသာသနာပေါင်မှာပြောပြီးမိဘတွေကိုလည်းတရားနဲ့ပဲကျေးဇူးဆက်သွားမှာဖြစ်ပါတယ်ကိုရင်လေးရဲ့ဆန္ဒအတိုင်းတကာမတွေကိုအကျိုးပြုတဲ့ဓမ္မဂတိကရန်တပါဖြစ်လာပါစေလို့ဆန္ဒပြုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ